ရှိနေတဲ့လူတွေကဒီမြင်ခွင့်မြင်ပါပဲသို့တော့ကျွန်တော်တို့စောစောပြောခဲ့သလိုပဲတကယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်သူလူထုရဲ့ယုံကြည်မှုကိုရဖို့အတွက်ဥပမာဗျာအသက်80ကျော်နေတောင်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ပေါ့သဘောကသူ့ရဲ့လွတ်ပေးတဲ့လူကိုလွတ်ပေးမှယုံကြည်ချက်ဆိုတဲ့ဟာကြီးကိုမရရင်တောင်မှလူအမြင်မှာတင့်နေတဲ့ဟာတွေသူလွတ်တင်ပါတယ်ပြီးမှNLD ပါတီဆိုတာမြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီပဲ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ ਨੇ uneasy relation ပေါ့နော်ဒီမတက်မတာဒါအနေထားတွေရှိခဲ့တယ်ဒါစစ်တိုက်နေတဲ့အနေထားဆိုတော့ဒါပြောလို့ဒါတဘာဝပဲလေဒါတော့ဒါတပိုင်းသို့တော့ကြိုက်တယ်မကြိုက်တယ်ဆိုတာလည်းလုံတဲ့ဟာကိုလုံရပါပဲဒါဟာဒီကိုတော့သူမလုံနိုင်ပဲနဲ့ဘယ်လိုလုံပြီးမှဒီဟာကိုလူထုယုံကြည်မှုနဲ့ဒီလူအများရဲ့အသိမှတ်ပြုမှုကိုသူရနိုင်တယ်အကျိုးစီးပွားချင်းတူတဲ့လူတွေကတော့ဒီအရာကိုလောင်းကြမှာပေါ့ဗျာနော်ဟုတ်ကျွန်တော်နားလည်တာကတော့ဝေချိုကြီးမင်းအောင်လည်းကတော့ခေါက်ဝက်ပေါ့သူကတော့တဲဘောကြောင့်လူပြောက်လို့တဲဘောကြောင့်လူပြောက်လို့အများစုကသူတို့တက်ထဲမှာဟောဆိုတတ်မှတ်ထားသူပြောက်ပါရေချင်းတော်တော်စင်းရဲနွမ်းပါတဲ့သူပြောက်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ကဒီဖြစ်ပြီးပြောတာပါဖြစ်ပြီးတော့ပြောတာပါကျွန်တော်ရဲ့မေးခွန်းထဲမှာပေါ့နော်ဆိုတော့ခုနကျွန်တော်တို့ပထမဆွေးနွေးခဲ့တဲ့ပြောခဲ့တဲ့မြန်မာအတိုက်ခံတွေကဘာလို့မငညွတ်နိုင်တာလဲဘာလို့မငညွတ်မစည်းလုံးနိုင်ရတာလဲဘာကြောင့်စစ်တပ်အစိုးရစစ်ကောင်စီစကားမအပြင် alternative တခုဘာလို့မပြနိုင်ကြလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်ပြီးခေါ်သွားခြင်းတယ်ကျွန်တော်လည်းစောစောထောက်ပြခဲ့တယ်လို့မျိုးဗမာတွေကဥဆောင်ပြီးမှတိုင်းရင်းသားတစ်ခုတိုင်းရင်းသားအကုန်လုံးပေါင်းပြည်ထောင်စုမှုဆွဲမယ်ဆိုရင်ဒီအရင်သူတို့ရဲ့ပြီးခဲ့တဲ့တရားတွေကိုဥဖို့လည်းလိုတယ်ပြီးမှတိုင်းရင်းသားတွေအများစုထဲမှာဒီအရင်လူမျိုးစုဆွဲပြီးမှတွေးတယ်လုပ်တယ်ဆိုတဲ့ကိစ္စတွေကိုလည်းတိချာချာကျွန်တော်တို့အချင်းချင်းကြားမှာထောက်ပြဖို့လိုတယ်ဒီဟာတွေကိုကျွန်တော်တို့လည်းဒီမိုင်းတိုင်းနဲ့ဒီတရားတွေကိုဖြတ်ဖူးတာပဲဒါဒီကိစ္စကိုလုပ်မယ်ဆိုရင်ဗမာကောင်းဆောင်တွေကဒီဟာကိုထောက်ပြတာထက်တိုင်းရင်းသားကောင်းဆောင်ချင်းကြားမှာဒီဟာကိုပို့ပြီးမှပွင့်လင်းလင်းဆွေးနွေးတာကပိုကောင်းမယ်ဘာလို့လဲဆိုတော့ဗမာကပြောရင်ဒါဗမာပါဇက်ကဗမာစကားပြောတယ်လို့ပြောမယ်တကယ်ကဒီဟာတွေကိုတွေးခေါ်မြင်မျောနိုင်တဲ့လူတွေကပွင့်လင်းလင်းနဲ့ငါတို့ဟာတကယ်တရားမျှတတဲ့ဒီထောင်စုကိုလုပ်မယ်ဒီဟာဒီလိုတိဆောက်ရမယ်ဆိုရင်နည်းနည်းမျောလင်းချက်ရှိတယ်သူဒီမှာလဲဒါဒီဟာတွေကိုဆက်ပြီးပြောတော့အရင်ရှည်တော့တယ်နောက်တစ်ခါပဲပြောကြတာပေါ့ဥပမာရခိုင်တွေကဘာလို့ဒီပြည်ထောင်စုမှုဆွဲတာမပါလာလဲဆိုတော့မေးခွန်းနဲ့မေးရင်ကျွန်တော်တို့ခင်ရင်ပို့ပြီးရှည်လာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့လည်းဒီကိစ္စကိုတစ်ချိန်ချိန်တော့ပြောလာမှာပဲဆိုတော့ဒီညီညွတ်မှုတိဆောက်ဖို့ဆိုရင်တကယ်ကျွန်တော်တို့ဖက်မှာအကုန်လုံးစုပြီးကြိုးစားဖို့လိုနေပါသေးတယ်ပမာပေါ့နော်ဒါပေမဲ့ဒီနေ့ပြန်ကြည့်မယ်ဆိုရင်ဟလာဒီပမာလူမျိုးတွေထဲမှာပြည်တွင်းမှာပြပမှာရောဟလာဒီတိုင်းသားကောင်းဆောင်တိုင်းသားတော်လိုင်းကောင်းဆောင်လက်နက်ကင်တိုက်နေတဲ့သူတွေကိုလည်းလေးစားကြတာညှော်လင်းကြတာတွေရှိပါတယ်အဲ့ဒါမှဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါပါတယ်ဒါအတန်ကြားရှိစရာမလိုပါဘူးအဲ့တော့ကျွန်တော်တို့မေးခွန်းမေးနေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့သတင်းသားဆရာတွေသတင်းတောက်တွေမေးတဲ့မေးခွန်းတစ်ခုရှိတယ်အဲ့မေးခွန်းကတော့သူတို့တွေအားလုံးကိုစားကျွန်တော်မေးပေးတာပေါ့နော်အဲ့ဒါပါလဲဆိုတော့အခုဒေါ်လာရေးမှာတဲ့အားလုံးကလက်ခံတဲ့နိုင်ငံရေးခေါင်းဆောင်မရှိဖြစ်နေတဲ့အချိန်မှာမြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘိုးချုပ်ထုံးမြတ်နိုင်ဘလို့လှုပ်ဆောင်လဲတဲ့အဲ့ဒါကျွန်တော်အပြင်တခြားတဲ့ community ကမေးနေတဲ့မေးခွန်းသူတို့ကိုစားကျွန်တော်မေးပြီးတာဟုတ်ကဲ့ကျွန်တော်ရဲ့သဘောပေါ့နော်ကျွန်တော်ရဲ့ mission အဓိကတောင်းကတော့ဒါအာရခဒေသလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့သမိုင်းပေးတောင်းပေါ့ကျွန်တော်တို့ရခိုင်မျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှခံစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုဏ်သိက္ခာကင်းမဲ့မှုတွေကိုကျွန်တော်တို့ကဒါအကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့အဖြစ်ဖြစ်တဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွဲရင်းနဲ့
ကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလေ့လာရင်းနဲ့ပြီးမှအင်္ဂလိပ်ရှင်းနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာဒါပေမဲ့ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှပါတယ်လုပ်ဖို့လိုတာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်ပြီးမှကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဘက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဘက်မှာပြင်ဆင်စရာအများကြီးလိုသေးတယ်ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်စွမ်းနိုင်ဖို့အတွက်လည်းအရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကိုနည်းနည်းမှဘယ်လိုပြောမလဲမတွေ့ဝဲဘူးတို့တော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအစင်သင့်ဖြစ်သလားဒါမှမဟုတ်ဘာတွေကိုလိုမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဘက်ကစဉ်းစားကြရတော့ရှိပါသေးတယ်ကျေးဇူးတင်ပါတယ်ပကြုတ်ခမရနိုင်အဲ့တော့စစ်တိုက်နေတဲ့အချိန်ဂျုံခံနေရတဲ့အချိန်စင်ကုန်မှုတွေထောင်နဲ့တောင်းနဲ့ရှိနေတဲ့အချိန်အကုန်သိခါနဲ့ရပိုင်ခွင့်တွေကိုပြန်ပြီးတော့တိုက်ယူနေရတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာ optimism နဲ့ the hope အကောင်းမြင်စိတ်နဲ့မျှော်လင့်ချက်ကိုနေ့စဉ်ဘယ်လိုကိုနဲ့မကွာထားဖို့စူးစမ်းရလဲအားလုံး share ပေးပါဦးဟုတ်ကဲ့ဒီစစ်ပွဲဆိုတာကကိုနိုင်တဲ့အချိန်ရှိတယ်နာတဲ့အချိန်လည်းရှိတာပဲနာတဲ့အချိန်တွေမှာကျွန်တော်တခြားဒီမြန်မာပြည်အလယ်ပိုင်းကစိတ်ပိုင်းဆိုင်ရာပေါ့တက်လွယ်ကြလွယ်ဥမာစကားမတွေကဥထောင်လာပြီတတမရဲ့အတိမဲ့ပြုလိုက်ပြီးရွေးကောက်ပွဲပြီးရင်သူကဘာဖြစ်တော့မယ်ဆိုတဲ့ဟာမျိုးစိတ်ပူနေကြတာကျွန်တော်တို့တွေ့တယ်ကျွန်တော်တို့ဘက်မှာကြတော့ဒီစစ်ပွဲကြီးအတွက်ပေါ့လေတိုက်ပွဲပေါင်းများစွာတိုက်တဲ့အချိန်မှာကိုနာတာလည်းရှိတယ်နိုင်တာလည်းရှိတယ်နာတိုင်းလည်းကိုကရက်နာတော်လို့ရတာမဟုတ်ဘူးကိုယ့်ရဲ့ရေမဲချက်ကိုမရရအောင်တိုက်ရမှာပဲတပွဲနာတော့တယ်နှစ်ပွဲနာတယ်ဆိုပေမဲ့ဒီဟာတွေကိုသင်ခန်းစာထုတ်ပြီးမှကိုကဒီဟာတွေနောက်ထပ်မမအောင်လုပ်เสียရှိတာကိုလုပ်ရမယ်အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ကတောက်လျှောက်ဒီစိတ်ထဲမှာရှိပြီးသားကျွန်တော်တို့ရဲဘော်တွေရောတပ်မှုတွေရောဒီမြန်မာပြည်တစ်ပြည်လုံးကဒီတိုင်းရင်းသားလူမျိုးပေါင်းစုံပေါ့ဗမာပါဝင်တော်လန်ရေးအင်အားစုတွေအနေနဲ့လည်းဒီစစ်ပွဲမှာရှေ့ပိုင်းပေါ့ဒီ2025ဒီကနေရှေ့ပိုင်းမှာကိုအသာစီးရနေတာပဲရန်သူဘက်ပေါင်းစုံကိုဝိုင်းပြီးမှဒီအချင်းချက်ထဲရောက်နေတဲ့စကားမတော်မှာသူအကောင်းဆုံးကြိုးစားတာပဲဒါကြောင့်သူခဏတစ်ဖြုတ်အသာစီးရတဲ့ဟာကိုကစိတ်ထဲကြားစရာအကြောင်းမရှိဘူးသူတော့ဒီလောက်ခံနိုင်ရင်သူ့ကိုအနိုင်ရဖို့ဆိုရင်ဒီထက်ခံနိုင်အောင်ကိုကဒါတွေးခေါ်ရမယ်ကြိုးစားရမယ်ဒါအဆုံးမဟုတ်ဘူးသူ့ကိုအတိမတ်ပြုမှုရတယ်ဆိုမှကျွန်တော်စောစောပြောခဲ့သလိုပဲသူကစားနေတဲ့ဖဲကိုကိုလက်ထက်ရအောင်လုပ်ရမယ်လေကျွန်တော်တို့ကြိုးစားကြရတယ်အများကြီးရှိတယ်စိတ်ဆက်ကြစရာအကြောင်းပါမရှိပါဘူးဘယ်လိုတွင်နေအခုနိုင်ငံတကာအခင်းချင်း international system ကလည်းပျက်စီးနေတယ် the world order ကလည်းပြောင်းနေတဲ့ကာလပေါ့နော်ဆိုတော့ဒါတပိုင်းခက်ခဲတဲ့အနေအထားတစ်ခုဒီကမ္ဘာလုံးဖြတ်တန်းနေရလို့လည်းပြောလို့ရပါတယ်အဲ့ဒီအချိန်မှာပြည်သူပြည်သားတွေကလည်းလွန်ခဲ့တဲ့50နှစ်ကစပြီးတော့ပို့ပြီးတော့ကြီးမားခက်ခဲတဲ့စင်ကုန်မှုတွေချက်တဲမှုတွေဒီခိုင်ပြည်သူပြည်သားတွေပါဝင်ပေါ့နော်သူဖြတ်တန်းနေကြတဲ့အချိန်တစ်ခုဖြစ်ပါတယ်သူတို့တွေကိုပြောချင်တဲ့ message ကပါလဲပေါ့အဲ့ဒါကိုကျွန်တော်သိချင်တယ်နောက်တစ်ခုကတော့ပြောချင်တာကတော့စစ်ကောင်စီပဲခေါ်စကားမှာပဲခေါ်သူတို့ဟာလူထုထောက်ခံမှုမရှိတဲ့လက်နက်ကန်ရန်ကားနေတဲ့စစ်တပ်အုပ်စုတစ်ခုပဲဖြစ်တဲ့အတွက်ကြောင့်သူတို့နိုင်သွားမယ်လို့လည်းကျွန်တော်ကိုယ်တိုင်ကမထင်ပါဘူးအဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်လည်းပြောချင်တဲ့ message ကပါလေရခိုင်ပြည်သူတွေရောမြန်မာပြည်သူပြည်သားတွေရောဒါအပြင်တချို့အိပ်ပျော်နေတဲ့ international community ဆိုတာနဲ့မြန်မာအရေးစောင့်ကြည့်တဲ့သူတွေရော UN ဖွဲ့စည်းတွေရောဘာပြောချင်လဲမသိဘူးအခုလိုမျိုးစကားမတွေကိုပတ်ဝန်းကျင်နိုင်ငံတွေကအတိမတ်ပြုတယ်နည်းပညာတခြားသောအကူအညီတွေကိုပေးလာတယ်ဆိုတော့သူကတော့ခေါင်းထောင်လာမှာပဲသူခေါင်းထောင်လာတော့ရလက်တွေကပိုပြီးမှတွေးထက်တယ်လို့များတဲ့ရင်ဆိုင်မှုတွေတိုက်ပွဲတွေကပဲများလာတယ်သူ့အနေနဲ့ဒီကနေရှစ်ဆက်ပြီးမှအပြတ်သက်အောင်ပွဲခံနိုင်ဖို့ဆိုတာတော့မလွယ်ဘူး
တော့ဒီအတိမတ်ပြုမှုနဲ့သူ့ဖက်ကလောင်းလိုက်တဲ့အကူအညီတွေကြောင့်ဒီပဋိပက္ခမိတောက်ကပိုပြီးမှကြီးလာမယ်ပြည်သူလူထုရဲ့ဒေသပြည့်စုံမှုလည်းပိုများလာမယ်ဒါကြောင့်ကျွန်တော်တို့ဟာတချို့ကိစ္စတွေကိုအရင်ဖွင့်ပြီးပြောတာထက်အခုဒီဖြစ်ပေါ်လာတဲ့ဒီ development တွေအတွက်ပေါ့နော်အလိမ္မာရှိနဲ့နီလန်တစ်ခုတော့ရှာရမယ်ပြီးမှသူ့ဟာကိုဘယ်လိုကောင်တာလုပ်မလဲဆိုတဲ့ဟာမျိုးကိုဒီအခုအခြေအနေနဲ့ကိုက်နေတဲ့ဆုံးဖြတ်ချက်ကိုချမှတ်မြန်တော့လုပ်ဖို့လိုတယ်ကျွန်တော်ရဲ့သဘောကတော့ကိစ္စတိုင်းကိုပြောတဲ့လောက်ပဲပြောပြီးမှလုပ်စရာရှိတာကိုပိုထီအောင်လုပ်ရမယ်ဆိုတော့စီလုံးမှုအရာရောစူးစမ်းအားထုတ်မှုအရာရောကျွန်တော်တို့ကပို့ပြီးမှအားစိုက်ရမယ်ပြည်သူတွေပင်ပန်းနေပြီဆိုတဲ့စကားလုံးတွေကိုရှောက်ပြောတာလေတော်လည်းတိုင်းပင်ပန်းတာပဲသူများနိုင်ငံမှာလည်းပေးဆက်ပြီးမှတိုက်ကြတာပဲ၄နှစ်ဆိုတဲ့ဟာကာလကတော်လည်းတစ်ခုမှအရင်ရှည်တယ်လို့တော့ပြောလို့မရဘူးကိုယ်နိုင်ငံရဲ့ဖြစ်တည်မှုနဲ့တဘာဝအလျောက်ကဒီလိုမျိုးဖြစ်လာတော့လေရှစ်ဆက်ပြီးမှသူများနိုင်ငံကိုအားကိုးလို့မရရင်ကိုယ့်အချင်းချင်းမိကိုပြီးမှဒီခီးကိုဆက်ကြတာပေါ့စကားမှာအခုလက်တလောအောင်ပွဲတယ်နဲ့သူအခိုက်အတန့်ထိထိနိုင်ရင်တော့မှတော်လည်းရေးဆိုတော့ပြန်ပေါ်လာမှာပဲစစ်အာဏာရှင်စနစ်ရှိနေသေးတော်လည်းရေးကရှိနေမှာပဲဒါကြောင့်ဒီအခုရှိနေတဲ့ဒီတော်လည်းရေးလမ်းကြောင်းကနေပို့ပြီးမှအရင်ဆိုရင်ပေါ်ရောမှုတွေရှိတယ်ပေါ်စားမှုတွေရှိတယ်မလိမ္မာမှုတွေရှိတယ်အဲ့ဒီရိုပေါက်တွေကိုပိတ်ပြီးမှထီရောက်တဲ့တိုက်ပွဲတံတန်နဲ့ခီးဆက်ဖို့ပဲရှိတယ်လို့ကျွန်တော်ပြောလိုပါတယ်ကိုကျော်တော်မြတ်နိုင်အခုလိုဖြေချပေးလို့ကျေးဇူးများတင်ပါတယ်